ပုံနာသေးလဲသွားရောပိတ်တာဖြစ်ပြီးအဲ့ဒီလေကြီးထွန်းနေတာကတ္တပဘုရားသာသနာတစ်လျှောက်လုံးထွန်းဟာတော့ဟာတရားကောင်းလိုက်တာနှစ်တာပြေဝလိုက်တာဒီလောက်ကောင်းတဲ့တရားကိုသူ့တငယ်ချင်းနားစေခြင်းလားသူ့တငယ်ချင်းတော်တဲ့ကြံခဲ့အဲ့ဒါနဲ့တရားပွဲနှစ်ညမနေ့ပြန်ကြံသေးတယ်ဆိုတော့တငယ်ချင်းကသွားတော်တဲ့သွားခေါ်တကယ်ချင်းတဲ့တရားပွဲဖြစ်နေတယ်ကွာတဲ့ကတ္တပဘုရားရဲ့တရားကောင်းလိုက်တာတဲ့တရားနာလိုက်ခဲ့ပါဆိုပြီးသွားခေါ်တော့တောတဲ့နေတဲ့တကယ်ချင်းကကျေးဇူးမတင်နဲ့ပြီအဲ့ဒီကတ္တပဘုရားတရားသွားနာတော့ကတ္တပဘုရားဒီလေသူထွန်ပေးမှာလားပါစက်နော်အဲ့ဒီဘုရားကသူကိုယ်တိုင်လဲထွန်ပေးရင်ငါအဲ့ဘုရားတရားလိုက်နာဟောဝစီဗေဒထိတိုင်းရှာတယ်သိကြောက်စရာကောင်းတာနော်မုံစေခြင်းလည်းလက်နဲ့တဲ့ရှေ့စေခြင်းလည်းပဲဒီပါဇက်ကလေးလက်နဲ့တဲ့ရှိတာဟုတ်လားဖယားကောင်တရားကိုရွတ်ဆိုမယ်ဆိုတော့ဒီပါဇက်ကလေးနဲ့သူတော်ကောင်းတွေကောင်းတဲ့ဘုံဘဝမှာမရောက်နိုင်ဘူးလားဟာသူများကိုဆဲဆိုကြိမ်မောင်ပြိတဲ့ဖယားယဟန်တွေပြတ်မှစော်ကားမယ်ဆိုဒီပါဇက်ကနေလည်းအပေတကမပို့နိုင်ဘူးလားပါဇက်ကလေးတစ်ခုတည်းနဲ့အထက်လည်းသွားနိုင်တယ်အောက်လည်းသွားနိုင်တယ်ဟုတ်ပြီနော်ငါကအဲ့ဒီကတ္တပဘုရားသွားနိုင်ရင်ကတ္တပဘုရားငါလည်းသူထွန်ပေးမှလားမင်းပြောစမ်းဆိုတော့ဘုကမပြောနိုင်အဲ့ဒါနဲ့ဘာဖြစ်တော့မေးလိုက်တော့ပြီးတယ်အဲ့ဒီပုံနာသေးလဲသွားရောပိတ်တာဖြစ်ပြီးအဲ့ဒီလေကြီးထွန်းနေတာကတ္တပဘုရားသာသနာတစ်လျှောက်လုံးထွန်းဟာကတ္တပဘုရားသာသနာကွယ်လဲထွန်းဟာဂေါရမဘုရားပွင့်လာတော့လည်းပဲဒီလေကြီးသူထွန်းရတော့မယ်တန်ဃာတော်တွေတည်င်းကျွတ်တော့ဘုရားဖူးဆိုပြီးတာဝတိကိုလာကြတာဝတိလာကြတဲ့တန်ဃာတော်တွေမျက်စိလဲလမ်းမပြီးအဲ့ဒီတောထဲရောက်သွားတော့မျက်စိလဲနေတဲ့ယဟန်တွေကအဲ့ဒီလက်ထွန်းနေတဲ့ပုတ်ပိတ်တာကိုတကယ်လူထင်လို့သွားမေးတခါကြီးတဲ့တာဝတိကိုဒီလမ်းကသွားရတာလားတဲ့ကျွတ်တို့မျက်စိလဲတာ2ရက်ကြာပြီးတဲ့ဗိုက်တွေလဲစားနေပြီလမ်းညွန်ပေးပါဦးတခါကြီးရဲ့လို့သွားပြောအမလေးရှင်ဘုရားတို့မျက်စိလဲတာ2ရက်ရှိသေးတပည့်တော်မျက်စိလဲတာဘုရားနဲ့စုကြာပြီတဲ့ဒီလိုပြောဟာတခါကြီးကဘလို့မျက်စိလဲတာလဲမိလိုက်တော့မှပါဇက်နဲ့ပြုတ်တဲ့အကုသိုလ်ပေါ်ရှင်ဘုရားရဲ့တဲ့ပြုတ်ရတာလွယ်စလောက်အကျိုးပေးကြာလိုက်တာဆိုအဲ့ဒီမှာပြောသွားတာဟုတ်ပြီလားအဲကြောင့်သူတော်ကောင်းတို့တွေအကုသိုလ်ကပါဇက်နဲ့ပြုတ်လို့ရောမလွယ်ဘူးလားအဲ့ဒီဘုရားတရားသွားနာတော့အဲ့ဒီဘုရားဒီလေသူထွန်ပေးမှလားလို့ပြောလိုက်တာကခဏလေးပဲအကျိုးပေးတော့ခဏလေးဟုတ်ရဲ့လားကြာကြီးအဲ့ဒါကြောင့်ဘုရားတိုင်းကအကုသိုလ်ဘာလို့ခိုင်းတယ်ရှောင်ခိုင်းနောက်တကခန္ဓာကိုယ်နဲ့ပြုလို့ရောအကုသိုလ်မလွယ်ဘူးလားလွယ်တာပေါ့ကဲတော်ကောင်းတွေကနေ့မာသိညာအတက်နေ့နှစ်ဟောင်းနှစ်နှောင်းကိုနှုတ်ဆက်တဲ့အနေနဲ့သီလဆောင်ထိန်ကြတယ်နှစ်တွေကိုကြိုဆိုတဲ့အနေနဲ့သီလဆောင်ထိန်ကြတယ်ဒုလဘယဟန်တော်တွေလည်းပဲဒီတိုင်းနှစ်ဟောင်းကအညစ်အကြေးတွေကုသိုလ်ရင်နဲ့ဆေးမယ်ဆိုပြီးတော့ကျောင်းရိပ်ကန်ကြီးမှာခိုးလုံပြီးတော့သင်္ကန်းဝက်ကလေးတွေနဲ့229သွဲသောသိက္ခာပုဒ်တွေကိုထိန်းကြတယ်အိမ်မှာနေရင်တော်ကောင်းတွေဘယ်နှပါးသီလ5ပါးသီလအခုကြောင်းရောက်လာလို့လူတွေမှာဘယ်နှပါးဖြစ်သွားတော့10ပါးရဟန်းတော်တွေမှာက229သွဲဖြစ်သွားဟုတ်လားတွက်ကြည့်ပေါ့အိမ်မှာနေ5ပါးဒီမှာ229သွဲသိညာတွေ9ရက်လောက်ဝိလိုက်မယ်ဆို229သွဲကိုငါဘယ်နည်းထိန်းလိုက်ရပြီသီလပေါင်းဘယ်လောက်ရသွားပြီလဲကိုတွေးပြီးကျင့်တတ်အောင်ကြိုးစားဟုတ်ပြီလား3ရက်ဝတ်တယ်ဆိုရင်ငါ229သွဲကို3ရက်ထိန်းရင်ဟာငါဘယ်လောက်ရသွားပြီလဲတွေးပြီးတော့ကျင့်တတ်အောင်ကြိုးစားလူဘဝဆိုရင်ငါ9ပါးပဲရှိတာ9ပါးတော့တည်တည်ချာချာတွက်ရင်လုံသလားမေးရင်တည်တည်ချာချာစစ်ရင်မလုံတာများဟုတ်တယ်မလားဘလောက်ပဲသီလစောင့်တာများတော့အပြင်သူတော်ကောင်းတို့တွေကိုင်ကို့မှာကြိုက်နေတဲ့ခြင်းလေးတော့ဘာလို့ပလိုက်အချင်းသေးဝသီလကျိုးပါပြီဆိုငိုတဲ့ပုဂ္ဂိုလ်ရှိသီလကျိုးလို့ငိုတဲ့လူရှိရှင်လွတ်သွားရင်တော့ဒေါသဖြစ်တယ်နော်ဟုတ်တယ်မလားလူရဲ့သဘောပြောတာပါနေပူပူနဲ့ကိုယ့်ပြက်ကလေးပေါ့တန်ရလေးပေါ့ခဏလဲနေတော့အိပ်ပျော်မယ်လို့အောက်ကစစ်နဲ့ထိုးတာဘာလို့ကြည့်တော့ကြဘိုးဖြစ်ကြဘိုးကလူနဲ့ထားလိုက်ရောကြောက်လို့ကြမ်းကြတဲ့ပြန်တိုးကြောက်လို့တိုးသွားတဲ့ကြဘိုးကိုတပြက်စီးရုံးနဲ့ပြန်ထိုးထုတ်ထွက်လာတိုင်းပြိဿကြီးကြဘိုးလေးများဘာလို့ပလိုက်တာများမေတ္တာထိုင်ဖို့တယ်လို့လွန်နေတယ်နော်သွေးလေးကိုဝါလို့လှလို့ကြဘိုးလေးကျမ်းမာပါသေးချမ်းသာပါသေးလွန်ရှာဘာလို့ပြလိုက်တာများတတ်တာတော့ရိုးရိုးမပုတ်ချေပြီးဘာလို့လိုက်သေးနမ်းမှန်သေးတယ်ကိုနမ်းကျင်သေးတာဟ
ဟုတ်တယ်မို့လားကိုတတ်လိုက်ရတာကိုဘာဖြစ်သွားတော့ယေနနေတာဟုတ်ပြီနော်လူတွေရဲ့သဘောအဲ့တော့ပြောချင်တာကအကုသိုလ်ပြုရတာခန္ဓာကိုယ်နဲ့ပြုရင်လည်းဘာဖြစ်တော့လွယ်တယ်ဒါပေမဲ့အကျိုးပေးကဘာဖြစ်တော့ကြားတယ်သူတော်ကောင်းတယ်အကျိုးပေးရင်ကြားတယ်လူတယောက်စိတ်လေးတကောင်တတ်မလို့ဝဲလာတယ်တတ်မလို့ဝဲလာတော့အဲ့ခေတ်ကစိတ်တွေတိုးတွေတိရစ္ဆာန်တွေကလူစကားပြောတဲ့ခေတ်လူစကားနားလည်တဲ့ခေတ်လူကလည်းတိရစ္ဆာန်စကားနားလည်တဲ့ခေတ်ဆိုတော့ဆွဲသွားတဲ့စိတ်ကလေးကလက်ခုလက်ရောက်တော့ငိုလိုက်ရီလိုက်ငိုလိုက်ရီလိုက်ဒီလိုလုပ်တာအဲ့မှာလူကမေးတယ်ဟဲ့ကောင်ဘာဖြစ်လို့ငိုပါလို့ရီးနာတော့ဝမ်းနဲ့လို့ငိုတယ်ဝမ်းသာလို့ရီးတယ်ပေါ့ဘာဖြစ်လို့မင်းဝမ်းသာတယ်လဲကျုပ်လေးတဲ့ဟိုဘဝကသူမြတ်တဲ့တတ်ခဲ့လားသူမြတ်တဲ့တခါတတ်ပြီးကျုပ်ခံရတာဘဝပေါင်း400ဘဝပေါင်း900ခံရ499ချိန်ကျုပ်ပြီးပါပြီခဏခဏကျုပ်တတ်တဲ့နေ့ကျုပ်900ပြည့်မဲ့နေ့အဲကြောင့်ပျော်လိုက်တာခဏတတ်ပြီးကျုပ်900ပြည့်အဲကြောင့်ကျုပ်ရီးတာအဲကြောင့်ကျုပ်ပျော်တာဒါဆိုမင်းဘာဖြစ်လို့ငိုတော့ဩခဏခဏကကျုပ်တတ်ပြီးခဏလည်းပဲကျုပ်လို့နောက်ထပ်900ခံရတော့မှာပါလားခမည်းအတွက်ကျုပ်တွေးတနာလုံးလို့ငိုတာတဲ့ဒီလိုပြောစေဗျာဟုတ်လားအဲ့တော့လူကပြောဟေ့ကောင်မင်းငါဒါလေးနဲ့လာမချိတ်ချောင်းနဲ့ငါမကြောက်တေးရမှာငါမကြောက်ဘူးတဲ့